လောကဓာတ်ရဲ့စင်ခေါ်ခြင်းကိုချမ်းသာတွေဖြစ်စေဆင်းရဲတွေဖြစ်စေလိုတိုက်ကကြုံတွေ့ရမှာပဲအထူးသဖြင့်ယူသားပြီးကြိုးစားတဲ့သူတွေအတွက်လောကဓာတ်ရဲ့စင်ခေါ်မှုတွေဟာပိုလို့တောင်ကြီးမားသလားလို့အောက်မေ့ရတယ်ကြိုးစားလေးရှုံးနေလေးအောင်မြင်မှုအတွက်တောင်းဆိုပြတာရှုံးနေမှုကိုဖိတ်စာပေးတယ်လို့ဖြစ်သွားတယ်ခရစ်ယာန်အသက်တာမှာလည်းယုံကြည်ခြင်းအားကြီးလေးတန်တရားဖြစ်စေများလာလေဆူတောင်းခြင်းအားကြီးလေးမျောလင့်ခြင်းမဲ့သွားလေရောက်ဆွေးမှုကိုမျောလင့်ကမှငိုကြွေးနေရတယ်ဒီလိုမျိုးကြုံတွေ့နေရတဲ့အခါမှာလက်လျှော့ရမလားစစ်ဆေးရမလားကွယ်No, Bosca project are so can it no, Naniba Bass, we are Chavo, Mucha. Is it doya rawan da Let's no go there. ile tengin sho jano piacha school shi jano kan ya chang de dinya ma yin kha de sa jano ko Bukan terlalu takut saya mahu. fighting Fighting. Let's be lah. Kudu ni le uji ara, orang le lah tu lupa no, kita ni. Ini alung tu ya, pun tak bare. Kalau alu le kamu kamu nak lo sangcau no. Ku ko tampu sibu sini putawa macam pun salut tan sampu lure. Kalau lu surah beka ni popular terus sini, nyokan ni popular dah pijak. Kalau di tanjia mesuin tampu mesti tu lupa, tapi putawa ko di pun salut sangya mesuin. Tampu si tua maba, kalau tu salah tu saja bano. Boss, jangan ada luria, nyokan ni popular eswa, lem makan itu. Bapelo le soro luria hansin hansin. Dua hawra tesin topia Yesus Kristus topia. Dua lurio hansin dah Genesis 1 kan itu tema. Jadi sesuatu topia dah pia. Era tamai wong tetap mahu bawa. Bagi amanda ya ba. Luria tradisionalnya longwa mutubu. Tradisional luria pobiro memnya deh.
မင်းကဘာဖြစ်နေရလဲမင်းဒီလိုလောက်ရင်မင်းအတွက်မကောင်းဘူးနော် ဟုတ်ပါတယ် boss ကျွန်တော်ကတော့ယေရှုခရစ်တော်ကိုယုံကြည်တယ်သူကလူတွေကိုဖန်ဆင်းတာဖြစ်တယ်သူကနင့်ကိုလည်းချစ်တယ်ကျွန်တော်ကိုလည်းရမ်းချစ်တယ်အဲဒါကြောင့်လူတွေကိုသူကအသက်ကိုတော့ဆုံးပြီးတော့ချစ်တာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်သူ့ကိုယုံကြည်တယ် ပြောပြီလေဒီမှာဖျားအကြောင်းလည်းပြောလို့မရဘူးအဲ့ဆိုရင်မင်းကတစ်ခုမင်းမယ်တစ်ခုပဲမင်းမယ်ဒီထဲမှာအလုပ်ဆက်လုပ်မလားတော့မဟုတ်မင်းခြားရဖျားအကြောင်းကိုဆက်လိုက်မလား တကယ်ချင်းငါတို့တကယ်ချင်းကတော့ပြဿနာတက်ပြီဘာဆက်ဖြစ်နေအောင်လည်းမသိဘူးနော် ဟုတ်တယ်နော်အခုကတော့မြို့ကိစ္စနဲ့ဖြစ်နေတာဆိုတော့နောက်ကျရင်ကြောင်းများနွားများဖြစ်လာမလားမသိဘူး ဒီလိုပါဘူးကွာတကယ်ချင်း ဒီအလုပ်ကနေထွက်သွားရင်ပိုက်ဆံဘယ်လိုရှာမလဲကွယ်မိသားစုကဘယ်လိုထုတ်ပန်းမလဲဆေးလေးလိုက်တာဗျာ boss ဒီမှာဖျားမလို့ဘူးဆိုရင်ကျွန်တော်လည်းမတက်နိုင်တော့ဘူးဆက်လက်ပြီးတော့ကျွန်တော်လည်းယေရှုခရစ်ကိုပဲယုံကြည်မယ်ကျွန်တော်သူ့ကိုပဲရွေးချယ်လိုက်ပါပြီ မင်းကဘာဖြစ်နေရလဲမင်းလက်မခံဘူးဆိုရင်ဒီကနေထွက်သွားကြောက်ဒီမှာမင်းဖာချက်ချင်းထွက်သွား တကယ်ချင်းခဏနေပါဦးမြင်ပါဖြစ်လက်လျှော့လိုက်ပါလားဘာလို့ဆိုတော့မြို့ရင်းသားချွဆိုတာလည်းရှိသေးတယ်ဟုတ်ပါ ဒီနေ့လာပြတဲ့တဲ့ကျေးဇူးတင်တယ်နော်ဒါနဲ့အမဘာတော့ချင်လဲ မတော့တရက်တီးတိတ်ချင်တောက်ချင်မောင်ရော မောင်ကပုံမှန်ပါပဲသူတို့ဘာမှချမ်းတော့ရက်တိတင်ချင်တဲ့စတော့ပဲတင်ချင် မောင်ပူပြီးတော့ချောလာတယ်နော်မောင်အစားတော့မစားလားဒါမှမဟုတ် အဲ့လိုရှိတယ်မဟုတ်ပါဘူးကျွန်တော်ချောတာကမမတရက်ဖြစ်စေချင်တယ်ကိုရောမတော်တောင်းဆောင်လို့ရပါပြီ ဒါနဲ့မောင်မနေ့တော့တော်တော်အဆင်မပြေဘူးမအရင်ကနဲ့ရတယ် ဟုတ်ပါတယ်ဒါနဲ့မောင်ပြောချင်တဲ့တော်ပဲဟိုလေမနေ့ကပြောထားသလိုပဲကျွန်တော်တို့ဖန်ဆင်းတဲ့ဘုရားရှင်တစ်ပါးရှိတယ်သူကအမကိုလည်းရမ်းချစ်တယ်မောင်ကိုလည်းရမ်းချစ်တယ်မမလည်းသူ့ကိုလက်ခံစေချင်တယ် အဲ့လိုမဟုတ်ပါဘူးမောင်ရေမကတော့သူ့လက်ခံမောင်ထားခဲ့ရမှာလေမောင်မထားခဲ့နိုင်ဘူး အဲ့လိုမဟုတ်ပါဘူးမရေကျွန်တော်တို့နှစ်ယောက်ကရလို့လည်းတိုင်းသက်စင်စီတာ မောင်ရေမောင်မိသားတွေကမောင်လက်ခံနိုင်ပြီပဲမောင်ရဲ့ကြည့်ချင်းတော့လက်ခံနိုင်မှာမဟုတ်ဘူးမောင်ကလည်းဖျားဖျားနဲ့နေတဲ့သူပြောင်းမဟုတ်ဘူးဒါပေမဲ့မောင်မိသားစကားနားထောင်တဲ့သူတရားပါဒါကြောင့်မောင်တစ်ခုပဲပြောမယ်မရွေးချယ်မဆိုမောင်ရဲ့ယုံကြည်ခြင်းတော့မောင်ဆက်လို့ရမယ်ဒါမှမဟုတ်မောင်ဆက်လို့ရမယ်ဒါပဲမောင် ဟာမရေအဲ့လိုလုံးလုံးပြောပါနဲ့မမလက်ခံတော့မသူစားပါမယ်နော် ကျမပြောပြီးပြီနော်တစ်ခုဆိုတစ်ခုပတောက်ဆိုပတောက်ပဲတစ်ခုပဲရွေးချယ်နှစ်ခုစလုံးရွေးချယ်လို့မရဘူး မောင်ကတော့မောင်ရဲ့ယုံကြည်ချက်ကိုဆက်လက်နေတယ် ။ဒါဆိုရင်နေခက်လိုက်တော့ဒီမှာပဲ
ရီလဲမစအုပ်ရီတော့တားရင်ခဏလာပါအောင်ဒါရီကဘာရီလဲ အမေဒါကတမချန်းစာပါ နေစိတ်ရောမှန်သေးရလားဒီတမချမ်းဆောင်နေဖက်နေရဒါရီကနေဘာအကျိုးပေးမှလဲငါတို့စီမှာဘာဖျားမှမလို့တိလားကျန်းစာတွေဖက်နေလဲအလကားပဲတိလား မဟုတ်ပါဘူးမေရဲ့တကယ်တက်ရှင်နဲ့ဖျားရှိတယ်တားရှင်းပြမယ်နော်မေ ခဏလေးငါနဲ့ဖေကိုရင်ခေါ်လိုက်အောင်မယ်ယောက်ျားရေဒီယောက်ျားကတော့စကားလဲထစ်နားမှာကန်းသွားပြီလားမသိဘူး ကြားပါတယ်မိမရဲ့လာပြီ ဒါရီကြည့်ပါဦး ဘာလဲမမြင်ရဘူး ရှင်းပြမရှင်းပြယူလေမမြင်ရရင်မျက်မှန်သွားယူ ဒါဘာလဲဒါဘာတဘောလဲအဖေကိုရှင်းပြအောင် မှန်လားတဲ့ချက် မဟုတ်ဘူးဖေရဲ့တားလေးရှင်းပြဖို့ကြိုးစားနေတာပါအဖေတို့ကိုလည်းသိစေချင်တာ အဖေကတော့မယုံနိုင်ဘူးတာဒီလိုမဟုတ်တဲ့ဟာတွေကိုတားယုံကြည်လိုက်မယ်လို့ဒါဒုတ်ကိုစော်ကားလိုက်တာပဲ နင်ဒီလိုမလုပ်သင့်ဘူး ဟုတ်ပါတယ်အဖေနဲ့မင်းတို့ရေတားတိပါတယ်ဒါပေမဲ့တားကိုချစ်တဲ့ယေရှုကိုတော့ငြင်းမှာမဟုတ်ဘူး နင်ရဲ့လောက်ရတူငါတို့လက်မခံနိုင်ဘူးနင်ငါတို့သားဖြစ်ဆက်နေမှာလားနင်ရဲ့ယုံကြည်ခြင်းကိုလိုက်ပြီးနဲ့နင်ဒီအိမ်ပေါ်ကနေဆင်းမှာလား အမေဒီလိုမလုပ်ပါနဲ့တားကိုချင်ခဏလို့ပေးပါ ဒါဆိုရင်နင်ယေရှုကိုညင်းမှာလား မငြင်းပါဘူးမေရဲ့ ဒါဆိုရင်နင်ဒီအိမ်ကိုသွားလိုက်တာ ငယ်ချင်းမလားမသေးရရကြာပြီနော်ခုရက်ပဲဘလို့လဲအရှိပြေးလား အာတကယ်ချင်းရေနင်းတဲ့အတိုင်းပဲအခုတော့လုံးဝအဆင်ပြေကွာ ဟာဘလို့ဖြစ်ရလဲတငယ်ချင်း နင်းတဲ့အတိုင်းပဲဟိုတစ်ခေါက်တုန်းကရုံးကနေမောင်းထုတ်ခံပြီးတော့ပိုင်းကျွန်တော်ကောင်မလေးနဲ့လည်းပြတ်သွားပြီကွာအင်ပေါ်ကနေလည်းမောင်းထုတ်ခံရပြီ ဒီကွာ အခုဆိုရင်ကျွန်တော်နေစရာအင်တော့မရှိဘူးကွာတကယ်ချင်းဒါနဲ့ဒီစာကိုဖတ်ပြပါလားတကယ်ချင်းယုံကြည်ချင်းပိုင်းမှာအထောက်အကူပြုနေတယ်ဟိုလေကျွန်တော်အင်ကနေလည်းမောင်းထုတ်ခံရပြီဆိုတော့ဒီမိနေရာလည်းမရှိတော့ဘူးတညနေရလို့တကယ်ချင်းအိမ်မှာပေးအေးလို့ရမလား ဒီကွာတငယ်ချင်းအားတော့နာပါတယ်တငယ်ချင်းကိုဟောကျွန်တော်ဆွပြည့်စနေဆိုငါကမမလေးလက်ခံမှာမဟုတ်အဲအကြောင်းတငယ်ချင်းလေးနားလည်ပေးပါကွာဒီအကြောင်းကိုလည်းကျွန်တော်လက်မခံနိုင်သေးပါဘူးအဲ့တော့တငယ်ချင်းလက်ပြန်ယူပေးပါနော်အဲ့တော့ချစ်ပြီးပါပါတငယ်ချင်းနော်နော် ဟ
ကဘာဖြစ်နေရလဲမင်းဒီလိုလောက်ရင်မင်းအတွက်မကောင်းဘူးတော့မင်းလက်မခံဘူးဆိုရင်ဒီကနေထွက်သွားရောဒီမှာမင်းပါချင်းထွက်သွား ပြောပြီးပြီနော်တစ်ခုဆိုတစ်ခုမတော့ဆိုတစ်ခုတော့ပဲတစ်ခုပဲရွေးချယ်နှစ်ခုစလုံးရွေးချယ်လို့မရဘူးဒါဆိုရင်နေထက်လိုက်တော့ ဆိုရင်ဒီရေရှုညင်းမလား မငင်းပါဘူးမေ ဒါဆိုရင်ဒီအိမ်ကနေထွက်သွားလိုက်တော့ တကယ်ချင်းခဏနေပါဦးညီမဖြစ်လက်လျှော့လိုက်ပါလားဘာလို့ဆိုတော့မြို့မိသားစုဆိုတာလည်းရှိသေးတယ်လေ နေရဲ့လောက်ရတူငါတို့လက်မခံနိုင်ဘူးနေငါတို့သားဖြစ်ဆက်နေမှာလားနေရဲ့ယုံကြည်ခြင်းကိုလိုက်ပြီးနေဒီအိမ်ပေါ်ကနေဆင်းမှာလား ဒီလိုမဟုတ်တဲ့ဟာတွေကိုတားယုံကြည်လိုက်မယ်လို့ဒါဒုတ်ကိုစော်ကားလိုက်တာပဲ ဟာတကယ်ချင်းအားတော့နာပါတယ်တကယ်ချင်းကျွန်တော်ဆက်ပြက်ဆက်နေဆိုငါမိမလေးလက်ခံပါ ဟယ်လိုဟုတ်ညီလေးအဆင်ပြေလားကိုတလို့ဟုတ်ညီလေးကိုပြီးခဲ့တဲ့ဘက်ကကိုယ့်ရဲ့ company ကနေထောက်လိုက်တာညီလေးကိုတောင်းပန်ပါတယ်လို့ကိုကပြောချင်ပါတယ် company ထဲမှာလောတဲ့သူတွေအားလုံးကကိုယ့်စီကနေထွက်ခွင့်နေကြပြီအဲ့အတွက်ညီလေးကိုကိုတောင်းချင်ပါတယ်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တဲ့ကျင်းရှုဆိုတဲ့သူနဲ့ကိုကအကူနဲ့မိတ်ဆက်ပြလို့ရမလားဟုတ်ကဲ့ကျေးဇူးပါ လေးဆရာလေးယုံကြည်သူတယောက်ပါဒီเจ้าကိုဆရာလေးရမ်းစိတ်ဝင်စားတာဘာဖြစ်ဒီเจ้าရာလေးကိုဆရာနဲ့တူတူကဆက်လက်ပြီးတော့ဆွေးနွေးအောင်လေနော်ပြရတယ်ပါရအောင်ဟုတ်ပါတယ်လောကဒဏ်ကအသင်ကိုချမ်းသာတယ်ဆိုပြီးညတာနေမှာမဟုတ်တယ်လို့စင်ရတဲ့ဆိုပြီးတော့လဲစာနာမှာမဟုတ်ပါဘူးစာတန်ကအသင်ကိုယုံကြည်သူဆိုပြီးကြောက်ရွံ့မှာမဟုတ်တယ်လို့ဆုံးဆာနောက်ဆက်ချင်းကိုလည်းရတမ်းမှာမဟုတ်ပါဘူးဒီလိုကြုံတွေ့ရလို့လည်းမလျှော်လိုက်ပါနဲ့ဒါတွေကယုံကြည်ခြင်းရဲ့စင်ကောမှုတွေပါမုံတိုင်းပြီးလေငင်းကတိုက်ဆမြဲပါဘုရားကိုသာတန်တရားကင်းကင်းနဲ့ကိုးစားပါယုံကြည်မှုတွေရဲ့နောက်ွယ်မှာဖျားတဲ့ကအသင်ကိုကြီးမားတဲ့ကောင်းကြီးတွေဆိုလာတွေနဲ့ဆောင်မြောက်နေရတာဖြစ်ပါတယ်